Welcome to JE Dhamma channel. May you find peace and wisdom here. DNA 1389ခုနှစ်တပေါင်းလာပြီကျော်6ရက်2026ခုနှစ်3လပိုင်း10ရက်တနင်္ဂနွေနေ့နနက်ခင်းခါကာလမလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုင်းတွင်မှာ73ကြိမ်မြောက်ဆင်းရဲကျင်းပကြတဲ့9ရက်တရားစခန်းမွဲဒီကနေ့ဒုတိယနေ့နနက်ခင်းခါကာလစွမ်းအနုမောဒနာတရားတော်များကိုနာယူကြည်ညိုရခြင်းဖြင့်အလူတကာဒကမတွေရောယောဂီများရောယုံကြည်မှုတတ္တတရားဖြင့်မိမိတို့ရဲ့စိတ်ကိုအားဖြစ်စေကြမယ်။သိမြင်နားလည်မှုပညာတရားဖြင့်လည်းပဲစိတ်နှလုံးကိုငြိမ်အေးစေကြမယ်။ဒီကနေ့ယောဂီများကိုတနေ့တာစွမ်းအားရများလှူဒါန်းကြတဲ့ကုသိုလ်ရှင်တွေကဦးစောမင်းဦးဒေါခင်လေးနွယ်မိသားစုဦးဝင်းနိုင်ဒေါ်တင်စာလိုင်မိသားစုဦးသိမ့်မင်းစုဒေါ်ဝါမိသားစုစကိုင်းမျိုးတဲ့ဒီမိသားစုတို့ရဲ့အာဟာရဒါနလူဒန်းထားတဲ့အာဟာရကိုပုံပေးသုံးဆောင်ပြီးတော့မြတ်စွာဘုရားရဲ့အစုံအမကိုတနေ့တာချမ်းချမ်းသာသာကျင့်သုံးခွင့်ရကြတယ်ဆိုတဲ့အတွေးနဲ့အလူတကာဒကမတွေရဲ့အပေါ်မှာမေတ္တာစိတ်ထားများလည်းပဲထက်သန်စွာရှိစေရမယ်ပေါ့နော်အဲ့ဒါဒီနေ့စွမ်းအနုမောဒနာတရားအနေနဲ့ဘယ်လိုတရားဒေသနာမျိုးကိုပြောဖို့ဘုန်းကြီးတို့စီစဉ်ထားအောင်ဆိုတော့မနေ့ကတရားရဲ့အဆက်ပေါ့နော်တရားရခြင်းတဲ့ပုဂ္ဂိုလ်တွေတရားရဖို့ဆိုရင်ကိုယ်တန်တာမှာအခြေခံပြည့်စုံရမယ်အရေးအသွေးတွေလို့ဆိုရမယ်ဓာတ်ခံကောင်းလေးတွေအကြောင်းကိုဘုန်းကြီးတို့ပြောနေကြနော်ဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်လူဘဝကြီးမှာမသေးခင်လေးဘယ်အရာကိုအရာကျင်ဆုံးလဲလို့မေးရင်တရားကိုအရာကျင်ဆုံးလို့ဖြေကြမယ်လူတွေကြီးပဲအဲ့ဒါတရားရကျင်တယ်ဆိုလို့ရှိရင်တရားနဲ့ထိုက်တန်တဲ့ကိုယ့်ရဲ့စိတ်ထဲမှာဓာတ်ခံကောင်းလေးတွေရှိဖို့လိုမယ်ပေါ့နော်ဗမာစကားပုံလေးတစ်ခုရှိတယ်ရှင်သေးစီကသိင်္ဂီရွှေခွက်မှာပဲတည်တယ်တဲ့ဟုတ်လားမဟုတ်လားတော့မသိပါဘူးပြောကြတယ်ဒါပေမဲ့သူဆိုလိုတဲ့အဓိပ္ပာယ်ကထိုက်တန်နာမှရတာတနည်းအားဖြင့်တန်ဖိုးရှိတာကိုရကျင်တယ်ဆိုရင်အဲ့ဒီတန်ဖိုးရှိတာနဲ့ထိုက်တန်အောင်ကိုယ်မှာပြင်ဆင်ထားဖို့လိုတယ်ဆိုတာလေးကိုသူကပြောကျင်တာမှန်လားပါဟုတ်လားအဲ့တော့ဘုန်းကြီးတို့တွေလည်းပဲတရားတို့တရားမြတ်တည်းဟူသောရှင်သေးစီကိုယ်တန်တမှာတည်ကျင်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်နှလုံးဟာသိင်္ဂီရွှေခွက်လိုဖြစ်နေရမယ်ပေါ့အဲ့ဒါဘုန်းကြီးတို့တရားရကျင်တယ်ဆိုရင်ဒီအရေးအသွေးတွေကိုယ်စိတ်ထဲမှာအခြေခံအနေနဲ့ခိုင်ခိုင်မာမာရှိနေရမယ်ဆိုတဲ့အတိမှန်အမြင်မှန်လေးရဖို့အင်္ဂုတ္တပါဠိတော်အတ္တကနိဗ္ဗာန်မှာမှတ်တမ်းတင်ထားတဲ့အနုရုဒ္ဓမဟာဝိတကသုတ်တံဆိုတာကိုအခြေခံပြီးတော့ဘုန်းကြီးတို့9ရက်မနက်ခင်းတိုင်းဒီသုတ်တံလေးထဲမှာလာတဲ့တရားနဲ့ထိုက်တန်တဲ့စိတ်ရဲ့အခြေခံရှိရမယ်အရေးအသွေး9ချက်မြတ်စွာဘုရားကထပ်မှန်ပြီးတော့ဖြည့်ရွှက်ပေးတာကတစ်ချက်ဆိုတော့အလုံးအရေးအသွေး10မျိုးပေါ့နော်တရားလေးကိုဆက်ဆက်မိအောင်ဏိဒံလေးကစပြီးတော့အကြံမြင်လေးတော့ပြောရမယ်ရှင်အနုရုဒ္ဓယဟန်ဖြစ်ပြီးကစားအရှိဝါရောအယက်မှာတပါးတဲ့တရင်သုံးနေတော့မြတ်စွာဘုရားဟောပြထားတဲ့အစုံအမနဲ့ညီကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားကိုသိတဲ့အတိတုဉာဏ်တို့ကိုရလိမ့်မယ်အဲ့ဒီအတိတုဉာဏ်တို့ဆိုတဲ့သူတော်ကောင်းတရားကိုရဖို့ဆိုလို့ရှိရင်အလွန်ကောင်းမွန်တဲ့စိတ်ရဲ့အည်အသွေး9မျိုးရှိထားမှဖြစ်လိမ့်မယ်ဆိုပြီးတော့သူစဉ်းစားနေတာ
ဟောဒီသူတော်ကောင်းတရားဟာအလိုနည်းကြတဲ့ပုဂ္ဂိုလ်တို့နဲ့သာလျှင်ထိုက်တန်တာအလိုကြီးကြတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်ဘူးတဲ့ဒါမနေ့ကထိုက်တဲ့လောက်ပြောခဲ့ပြီနော်နောက်ဒုတိယသူဆက်စဉ်းစားတယ်တန်တုဋ္ဌတ္တယံဓမ္မောနာယံဓမ္မောအတန်တုဋ္ဌတ္တရောင်ရဲမှုတင်းတိမ်မှုကိုရှိတာလေးကိုရတာလေးကိုကျင့်တတ်တဲ့စိတ်ကိုရောင်ရဲတင်းတိမ်နေလို့ခေါ်တာအဲ့ဒီတန်တုဋ္ဌိလို့ဆိုတဲ့ရောင်ရဲတင်းတိမ်နိုင်တဲ့စိတ်ထားရှိကြတဲ့ပုဂ္ဂိုလ်တို့သာလျှင်ဒီသူတော်ကောင်းတရားဟာထိုက်တန်တာရောင်ရဲတင်းတိမ်မှုမရှိကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နဲ့သူတော်ကောင်းတရားဟာမထိုက်တန်ဘူးအဲ့ဒါဒီကနေ့အဲ့ဒီရောင်ရဲတင်းတိမ်ခြင်းရဲ့အကြောင်းကိုပြောနော်တရားရခြင်းလေဆိုရင်ကိုယ့်ရဲ့စိတ်ကလေးကရောင်ရဲတင်းတိမ်မှုမှာအသားကျနေအောင်လေ့ကျင့်ဖို့လိုပဲပေါ့နော်ရပါတယ်ဖြစ်ပါတယ်ဒီဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်ပါတယ်ဒါကိုမကြည်မနဲ့စိတ်တွေကနော်မတင်းတိမ်နိုင်မှုမရောင်ရဲနိုင်မှုဆိုတဲ့စိတ်မျိုးမမွေးပါဘူးလို့အဲ့ဒါလို့မှန်ကန်တဲ့အမှတ်ရမှုမျိုးလေးရှိရမယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကလည်းပဲဒီရှင်အနုရုဒ္ဓတွေးတဲ့အတွေးကိုအပြည့်အဝထောက်ခံပြီးတော့အတည်ပြုပေးတယ်ဟုတ်တယ်သူတော်ကောင်းတရားနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်အခြေခံရောင်ရဲတင်းတိမ်မှုဆိုတဲ့အရေးအသွေးဟာလိုအပ်တယ်ရောင်ရဲတင်းတိမ်မှုမရှိကြတဲ့ပုဂ္ဂိုလ်တွေတရားရဖို့မလွယ်ဘူးလို့ရိုးရှင်းရှင်းလေးဘုန်းကြီးတို့နားလည်ရတရားရခြင်းနဲ့ဆိုရင်ဘာလို့ရမလို့ရောင်ရဲတင်းတိမ်ရမယ်တဲ့တန်တုဋ္ဌိဆိုတာသူ့ရဲ့မူရင်းစကားလေးကတတုဋ္ဌိနော်တတုဋ္ဌိဆိုတာကိုယ်မှာဖြစ်နေတဲ့အခြေအနေကိုရထားတဲ့အနေအထားလေးဒါလေးကိုစိတ်ကနှစ်သက်တယ်ကျင့်တတ်တယ်လို့ပြောတာဒီနေ့ကဟောတဲ့တရားထဲမှာတိမိယယတိပြောတာရှိတယ်လေအတိတနာနုသောစာမိနဗ္ဗဇပါမိအနာဂတံပစ္စုပန်နေနယာပေမိတေနဝန္နောပတိရတိငါဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လည်းဘာမှစိုးရင်ကြောက်ကြတာမရှိဘူးမဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းဘာမှစိုးရင်ကြောက်ကြမှုမရှိဘူးအဲ့ဒါပြီးတော့သူပါဆက်ပြောတော့ပစ္စုပန်နေနယာပေမိဆိုတဲ့စကားလေးခုလောလောဆယ်ဒီအခြေအနေဒီအနေထားလေးရတယ်ငါရဲ့စိတ်ကိုအလွန်တရာမှညီညွတ်မျှတစေတယ်အဆင်ပြေတယ်အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့တွေးရမယ်ဒီတန်တုဋ္ဌိကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာအဘိဓမ္မာထဲမှာဒီပါဠိလေးကိုယူပြီးတော့သူအဓိပ္ပာယ်ဖွင့်ပြတယ်ဒါလေးဟာတန်တုဋ္ဌိထဲမှာအကျုံးဝင်တယ်ဆိုတာလေးကိုပြောတာပစ္စုပန်ဖြင့်စိတ်ဟာမျှတတယ်အခုဖြစ်နေတဲ့အခြေအနေလေးကကိုယ်စိတ်ကိုမကျေနပ်မှုမဖြစ်စေဘူးဒီသဘောလေးရိုးရှင်းရှင်းနားလည်ရမယ်နော်အဲ့ဒါဒီကနေ့ဘုန်းကြီးကသူတော်ကောင်းတရားရခြင်းလေဆိုရင်သူတော်ကောင်းတရားနဲ့ထိုက်တန်တဲ့အရေးအသွေးလို့ဒီထဲမှာထည့်သွင်းပြီးတော့မြတ်စွာဘုရားဟောတာတဲ့တန်တုဋ္ဌိတရားရဲ့အကြောင်းကိုနော်ရှေးခေတ်ကသူတော်ကောင်းကြီးတွေရဲ့စိတ်နေသဘာဝအနေအထားလေးတွေကိုထင်ဟပ်ပြထားတဲ့သုတ်တန်လေးတွေထုတ်ပြီးတော့ပြောခြင်းဒီသုတ်တန်လေးတွေကိုဖတ်ရင်းနဲ့ဘုန်းကြီးစိတ်ထဲမှာအဲ့ဒီရှေးခေတ်ကအခြေအနေတရားကိုလှမ်းပြီးတော့လွမ်းတဲ့သဘောလေးတောင်ဖြစ်တယ်။ဩရှေးတုန်းကအဲ့လိုနေခဲ့ကြတာ။အဲ့ဒီစိတ်ကလေးတွေထားခဲ့ကြတာ။ဒီခေတ်မှာတော့အတော်ကိုရှားသွားပြီလို့ဒီစိတ်ကလေးဖြစ်မိတယ်။အံ့ဩစရာကောင်းတာကမြတ်စွာဘုရားလက်ထက်မှာတောင်ရှေ့ပိုင်းနဲ့နောက်ပိုင်းနဲ့မတူဘူးနော်ဒါလေးလည်းပဲသတိထားဖို့သိရတယ်တွေ့ရတယ်နော်အဲ့ဒါလေးကိုသုတ်တန်ဒီတရားစကားရဲ့နောက်ပိုင်းလေးမှာဘုန်းကြီးထည့်ပြောမယ်အဲ့ဒါအခုလောလောဆယ်တန်တုဋ္ဌိတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာလေးကိုစကလုံးလေးတွေကိုသဘောကျလွန်းလို့အဲ့ဒါလေးတွေကိုနော်အသေးစိတ်အလွတ်ရအောင်ကြက်မှတ်နိုင်စွာလည်းမရှိတော့ဘူးလေအဲ့ဒီကြတော့ဒီမှာလွဲမှားမှုလည်းမရှိရအောင်နော်တည်တည်ချာချာလေးနာယူစေခြင်းနဲ့နော်အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာအရိယဝန္တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ပုဒ်ရှိတယ်သတ္တရောမေဘိက္ခဝေအရိယဝန္တအခေညာရတ္တညာဝန္တေညာပောရဏအတ္တံကိဏအတ္တံကိဏပုဗ္ဗာနတံကိယန္တိနတံကိယိတ္တန္တိ
အပတိကုဋ္ဌတမနေဟိဗျမနေဟိဝိညုဟိတဲ့အဓိပ္ပာယ်ကဘာပြောဆိုယဟန်တို့တဲ့အရိယဝန္တတရား၄ပါးရှိတယ်အရိယဝန္တအရိယဆိုတာဖြူရှင်တန်ရှင်းကြတဲ့အရိယသူတော်စင်တွေကိုပြောတာဝန္တဆိုတာအဆက်အနွယ်ပေါ့အရိယတို့ရဲ့အဆက်အနွယ်သူတော်ကောင်းတရား၄မျိုးရှိတယ်တဲ့အဲ့ဒီတရားတွေဟာအခင်ညာအလွန်မှမြင့်မြတ်တယ်ရတ္တင်ညာကြာမြင့်စွာသောကာလကစဖြစ်ပေါ်ခဲ့တာဘယ်တော့မှစပေါ်လာတဲ့တရားလို့မပြောနိုင်ဘူးဝန်တင်ညာမြင့်မြတ်တဲ့သူတော်ကောင်းတို့ရဲ့အဆက်အနွယ်လည်းဖြစ်တယ်ပေါ်တာနာအလွန်မှလည်းရှေးကြတယ်အတ္တံကိဏအဲ့ဒါမဖယ်ရှားအပ်ဘူးအတ္တံကိဏပုတ်ပါရှေးတုန်းကဘယ်တော့မှလည်းအဲ့ဒါတွေကိုဖယ်ရှားခဲ့တယ်ဆိုတာမရှိဘူးနတ်တံကိယန္တိနတ်တံကိယိတံတိအခုလည်းပဲမဖယ်ရှားတဲ့လို့နောင်လည်းပဲဘယ်တော့မှမဖယ်ရှားတဲ့မူတဲ့အပတိကုဋ္ဌာတမနေဟိဗျမနေဟိဝိညုဟိအတိညာဏ်ရှိကြတဲ့တမနာဗျမနာတွေဘယ်လိုသူတော်ကောင်းကမှဒီအရိယဝန္တတရား၄ပါးကိုကဲ့ရဲ့တယ်ဆိုတာမရှိဘူးတဲ့ပြောထားတဲ့စကားလေးတွေနော်အဲ့ဒီသူတော်ကောင်းတရား၄ပါးတနည်းအားဖြင့်အရိယဝန္တတရား၄ပါးဘာတွေတုံးဆိုတော့ဣဒဘိက္ခဝေဘိက္ခုတန်တုတောဟောတိဣတရိတရေနစီဝရေနဣတရိတရစီဝရတန်တုဋ္ဌိယဇဝနဝရီနော်သူကကိုယ်တိုင်လည်းပဲဒီရတတမြသောသင်္ကန်းဖြင့်ရောင်ရဲတယ်နော်သူကစားရေးကိုနောက်မှပြောတယ်ဝိုရေးကိုအရင်ပြောတယ်နော်ရတတမြသောသင်္ကန်းဖြင့်ရောင်ရဲတယ်ဘာကြီးရကျင်တယ်လို့မရှိဘူးဟုတ်လားအဲ့ဒါလိုရတတမြသောသင်္ကန်းဖြင့်ရောင်ရဲတဲ့တင်းတိမ်တဲ့အနေအထားလေးကိုလည်းသူ့စိတ်ထဲချီးမွမ်းတယ်စကားပြောပြီးဆိုရင်လည်းအော်ဒီရောင်ရဲမှုကကောင်းတယ်လို့ချီးမွမ်းတယ်သူကိုယ်တိုင်လည်းပဲရတတမြသောသင်္ကန်းဖြင့်ရောင်ရဲတယ်နာသစီဝရဟေတုအနေတနအပတိရူပံအပိစတိတဲ့ဒီသင်္ကန်းကောင်းရကျင်တာကိုအကြောင်းပြုပြီးတော့မသင့်တော်တဲ့ရှားမိမှုဖြင့်ရှားမိတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးနော်မသင့်တော်တဲ့သင်္ကန်းရှားမိမှုသူ့မှာမရှိဘူးတဲ့အလတ္တသစီဝရံနပရိတတ္တိသင်္ကန်းမရလို့လည်းပဲစိတ်ထဲမှာပူပန်တယ်ဆိုတာမရှိဘူးတုံ့လုပ်တယ်ဆိုတာမရှိဘူးမရလို့လည်းစိတ်မပူဘူးပေါ့လတ္တသစီဝရံအဓိကတောအမုတ်စီတောအနိဇောတန်တောရလာပြီဆိုရင်လည်းပဲအဲ့ဒီသင်္ကန်းကိုဉာဏ်နဲ့နားလည်မှုအပြည့်အဝရှိတယ်တွေ့တွေ့ဝေသုံးဆောင်တာမဟုတ်ဘူးဒါကိုဆွဲလန်းသိမ့်ပိုက်ပြီးတော့သုံးဆောင်တာလည်းမဟုတ်ဘူးအာဒီနဝဓတ္တဝီနိတ္တရဏပညောပရိဘုံစတိဒီစကလုံးလေးတွေကောင်းတယ်အာဒီနဝဓတ္တဝီအပြစ်ကိုမြင်ပြီးတော့နိတ္တရဏပညောထွက်မြောက်ကြောင်းကိုသိတဲ့ပညာနဲ့ပရိဘုံစတိအဲ့ဒါကိုသုံးဆောင်တယ်ဒါပထမအရိယဝန္တတရားဟုတ်လားရတတမြသောသင်္ကန်းဖြင့်ရောင်ရဲတယ်ရတတမြသောသင်္ကန်းဖြင့်ရောင်ရဲခြင်းကိုလည်းချီးမွမ်းတယ်သင်္ကန်းမရလို့လည်းပဲစိတ်ပူတယ်ဆိုတာမရှိဘူးရလို့လည်းပဲအဲ့ဒီဥစ္စာကိုရလာတဲ့အခါမှာလည်းပဲတွေ့တွေ့ဝေဝေသုံးဆောင်တာမဟုတ်ဘူးတဲ့နော်ဘာလို့မွေရမျိုးသလိုမျိုးဆွဲဆွဲလန်းလန်းကြီးဓာကြီးကိုနော်ဥပါဒံတရားနဲ့ဆွဲလန်းသိမ့်ပိုက်ပြီးတော့သုံးဆောင်တာလည်းမဟုတ်ဘူးအာဒီနဝဓတ္တဝီအပြစ်ကိုမြင်ပြီးတော့နိတ္တရဏပညာပရိဘုံစတိထွက်မြောက်ကြောင်းပညာဖြင့်သုံးဆောင်တယ်အဲ့တော့အပြစ်ကိုမြင်တယ်ဆိုတာဘာတော့နော်သူကအဓိပ္ပာယ်ကအများကြီးကျေပြန့်တယ်မြတ်စွာဘုရားကတော့အာဒီနဝဓတ္တဝီလို့ပဲဟောလိုက်တယ်အဲ့တော့ဘဝရဲ့အပြစ်လို့ဘုန်းကြီးကတော့အဲ့လိုလေးမြင်စေခြင်းတယ်ဘုန်းတို့ဒီခန္ဓာကိုယ်ကြီးကအဝဝက်မပေးလို့မရဘူးသွတ်သူစားတဲ့အစာချမ်းသာလာရင်ဘလောက်ကောင်းမလို့ဟုတ်တယ်မဟုတ်လားအခုအဝတ်လိုအပ်ချက်ကြီးဟာအကြီးရှိတယ်လိုအပ်ချက်ကိုဖြစ်စေတာကိုယ်ဟာစားကောင်းတယ်လို့ပြောမလားဆိုးတယ်လို့ပြောမလားအဲ့ဒါဆိုးတယ်လို့ပြောရမယ်ပြီးရင်လည်းဝတ်ပြီးရင်ဂျီတွေညော်တွေနဲ့လျှော်ရဖွရအောင်မယ်သူဥစ္စာကနော်ဒုက္ခတွေအများကြီးရှိတယ်ဟုတ်တယ်မဟုတ်လားအာဒီနဝဓတ္တဝီဆိုတာနဲ့ပတ်သက်ပြီးတော့အများကြီးမြင်ရမယ်ဟုတ်လားအပြစ်ကိုမြင်ပြီးတော့ဒါဟာตายရစရာကိစ္စမဟုတ်ဒါဟာကြည်နူးစရာကိစ္စမဟုတ်ဒါဟာတကယ်တမ်းကတော့ပြဿနာရှိနေလို့ပြဿနာကိုဖြေရှင်းရတဲ့အနေအထားတရမျှတာဖြစ်တယ်ဆိုတော့ဘုန်းကြီးတို့ရိုးရှင်းရှင်းနားလည်ဖို့လိုတယ်ကျွတ်တော့အဲ့လောက်ထိညာမသွားဘူးနော်
ဝိချင်တာလေးများဝဲရင်ကြွကြွနဲ့နေတာကိုယ့်ဟာကိုယ်ပြဿနာရှင်းနေရတာလို့နားကိုမလဲဘူးဟုတ်တယ်မဟုတ်လားနော်အာဒီနဝဓတ္တဝီပြီးတော့နောက်စကလုံးကပို့ပြီးတော့လေးနဲ့တာပေါ့နော်နိတ္တရဏပညောတဲ့ထွက်မြောက်ကြောင်းကိုသိတဲ့ပညာနော်ဟိုချမ်းချမ်းသာသာရှင်သန်နိုင်မှမြင့်မြတ်တဲ့သူတော်ကောင်းအကျင့်ကိုလည်းကျင့်နိုင်မှာ။ဒါကြောင့်ချမ်းချမ်းသာသာရှင်သန်နိုင်ဖို့အတွက်သာဒီဟာကိုသုံးဆောင်တာ။ဘုန်းကြီးတို့ကိုရင်စာဝတ်ပြီးဆိုတဲ့ကစားပရိစိတ်၄ဘုတ်ဆိုပြီးတော့အမှန်ကတော့ပစ္စုပ္ပခဏဆင်ញင်ခြင်း၄ခုကိုသင်ရတယ်။ဆောင်ပုဒ်ကလေးတွေနဲ့မှသင်ရတယ်။ကိုရင်ဘဝမှာထင်ပါတယ်စရင်ပါဠိဘာသာနဲ့စတွေ့တာအဲ့ဒီကစတွေ့တာပရိသင်္ခာယောနိသောစီဝရံပရိသေဝါမိနေဝတဝါယနမရဏယငငယ်တော့ဟုတ်လားနော်ဆိုရတယ်အဲ့ဒါဝိသုဒ္ဓံဆိုတော်ဘုရားကြီးကလင်္ကာလေးစီသားတယ်နော်ချမ်းဘူးကိုဖြဲ့ချင်းမှက်လေနေကင်းမွေလွှဲတုံဟိရိကုံကိုကုံစီတတ်စွာကိုယ့်ရဲ့ငါကိုလုံမာစီလိုကိုစံပဲပြင်ဆင်မယ်ဟုစိတ်ဝယ်မတန်ဤသင်္ကန်းကိုဖုံးလွှမ်းသုံးဆောင်ပါတည်းသင်္ကန်းဝတ်တိုင်းအဲ့ဒီဆင်ញင်မှုရှိရမယ်အဲ့ဒါကိုပရိစိတ်၄ခုဆွမ်းသင်္ကန်းကြောင်းစေပေါ့လေဆွမ်းမှာကြတော့ယောဂီတို့မနေ့တိုင်းစာကနေတိုင်းစိုးနေတဲ့ဥစ္စာဣတိစာဝအမဲကိုဆိုတာအဲ့ဒါမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်ကိုကြည့်ပြီးတော့ဝိသုဒ္ဓံဆိုဘုရားကြီးရေးသားတာဟုတ်လားချမ်းဘူးကိုဖြက်ချင်းမှက်လေနေအချမ်းကိုဖြက်စီးဖို့အပူကိုဖြက်စီးဖို့ယာတိဥဒ္ဒတာခံနိုင်မှုဝတ်တာနော်ပိုးကောင်မောကောင်လေးတွေကိုက်မခဲမကိုကာကွယ်ဖို့အတွက်ဝေးရတာချမ်းဘူးကိုဖြက်ချင်းမှက်လေနေနော်လေတိုက်တာခံနိုင်ဖို့နေပူတာလေးကာကွယ်ဖို့ချမ်းဘူးကိုဖြက်ချင်းမှက်လေနေကင်းမွေလွှဲတုံမွေတို့ကင်းတို့ပိုးကောင်မောကောင်တွေကာကွယ်မှုပေးတယ်ပေါ့နော်ကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာအရှက်အကြောက်ကိုဖြက်စီးတတ်တဲ့အင်္ဂါကြီးအငယ်ကိုဖုံးလွှမ်းဖို့အတွက်ဝေးရတာကိုစံပဲပြင်ဆင်မယ်ဟုစိတ်ဝယ်မတန်ကြည်ကောင်းအောင်လှအောင်ငါပြင်လိုက်မယ်ဆင်လိုက်မယ်ဆိုတဲ့စိတ်မျိုးမတန်းစေနဲ့မပါစေနဲ့လို့ပြောတာအဝိဝတ္တာကိုအဲ့ဒီလိုမျိုးမြတ်စွာဘုရားရဲ့နော်သင်ကြားထားမှုဟာဘလို့ဆင့်မြင့်တယ်လဲဆိုတာလေးကိုမြင်ရမယ်နော်ချမ်းမှုကိုဖြည့်ချင်မဲ့လေးနေကင်းမွေလွတ်တုံဟိရိကုံကိုကုံစီတတ်စွာကိုယ့်ရဲ့ငါကိုလုံမာစီလို့ကိုစံပဲဆင်ပြေမယ်ဟုစိတ်ဝယ်မတန်ဤသင်္ကန်းကိုဘုံလွှမ်းသုံးဆောင်ပါတည်းမြတ်သောအကျင့်ကိုချမ်းချမ်းသာသာကျင့်သုံးနိုင်ဖို့အတွက်ဒီသင်္ကန်းကိုဝတ်တာနိတ္တရဏပညာဆိုတာလေးကိုအဲ့လိုလေအထိုက်လျောက်နားလည်မှုရှိရမယ်ဟုတ်လားမရလို့လဲစိတ်မပူရလို့လည်းပဲမမောသုံးဆောင်တဲ့အခါမှာလည်းပဲအပြစ်ကိုမြင်ပြီးတော့ထွက်မြောက်ကြောင်းဉာဏ်နဲ့သုံးဆောင်တယ်အဲ့ဒါပြီးတော့ပါလာမလို့အဲ့ဒီစကားလေးနောက်လာမယ့်စကားလေးအရင်ကောင်းတာယသပနာဣတရိတရစီဝရတန္တုဋ္ဌိယနေဝဋ္ဌာနုက္ကံတေတိနောပရံဝံဘေတိတဲ့ဒီထဲမှာလှိုက်လိုက်လဲကိုဘုန်းကြီးကဒီစာကြောင်းလေးကိုဖတ်ရတော့ပီတိဖြစ်တယ်အားပြောတော့နော်ကိုကရာထသမြတ်သောသင်္ကန်းနဲ့ရောင်ရဲတယ်ဒါအလွန်ကောင်းတဲ့ကိစ္စပေါ့နော်အဲ့လိုရောင်ရဲတဲ့အတွက်ကြောင့်တဲ့သူများကိုမနှိမ်ချဘူးတဲ့ဒီလိုမရောင်ရဲပဲနဲ့လောဘကြီးနေတဲ့လူတွေသုံးဆောင်နေတဲ့လူတွေအများကြီးရှိရလေအဲ့လိုလူတွေကိုကိုကတခါလေရောင်ရဲတယ်ကိုကသူတော်ကောင်းတရားနဲ့နေတယ်ဆိုအမှတ်မထင်ဩဒီလူတွေအသုံးမကျလိုက်တာလို့သူတို့ကဘာလို့တော့နော်မနှိမ်ချဘူးနေဝဋ္ဌာနုက္ကံတိတိကိုမမြင့်တင်ဘူးနောပရံဝင်ပေတိသူများကိုမနှိမ်ချဘူးမကဲ့ရဲ့ကိုကကောင်းလိုက်လို့ကိုမြင့်တင်တာမရှိဘူးသူများကိုနှိမ်ချတာမရှိဘူးအဲ့ဒီအချက်ကအလွန်မှအရေးကြီးတဲ့အချက်ပဲတော့ဘုန်းကြီးတို့ဟိုတုန်းကသဗ္ဗုရိတသုတ်တံဆိုပြီးတော့သူတော်ကောင်းတို့ရဲ့စိတ်ထားမြတ်စွာဘုရားဖော်ပြထားတာလေးသဘောကျလို့ခဏဟောဖြစ်တယ်နော်ယဟန်တစ်ပါးဟာနောက်ဆုံးသူကတရားတွေကျင့်လို့ဇန်တွေပါရတယ်ဝီနည်းတွေလေးစားတယ်ဝီနည်းကိုလည်းပြောဆိုတယ်တရားတွေလည်းဟောတတ်တယ်တရားတွေလည်းအများကြီးသိတယ်ဟာတော်လိုက်သမှဒါပေမဲ့အဲ့လိုတော်တဲ့အတွက်ကြောင့်သူများကိုနှိမ့်ချမယ်ကိုမြင့်တင်မယ်ဆိုရင်အဲ့ဒါလူယုံမှာလို့အဲ့လိုမြတ်စွာဘုရားဟောတယ်နော်ကိုကအဲ့လိုတော်တဲ့အတွက်ကြောင့်သူများကိုမနှိမ့်ချမှာကိုမမြင့်တင်မှာအဲ့ဒါသူတော်ကောင်းလို့အတိအလေးမြတ်စွာဘုရားဟောတယ်နော်ဒါအများကြီးသတိထားတဲ့အကောင်းတဲ့ကိစ္စဟုတ်လားဘုန်းကြီးတို့ကတော်မယ်မှမကြံသေးဘူးဘဝင်မြင့်မို့ကအရင်လာဒီစိတ်ရဲ့သဘာဝကိုပြောတာနော်ဘသူဘဝကိုပြောနေတာမဟုတ်ဘူးစိတ်ကဒီတိုင်းပဲဟုတ်လားအဲ့ဒီစိတ်ရဲ့
နော်ဖြစ်တတ်တဲ့သဘာဝလေးကိုမြင်လို့မြတ်စွာဘုရားဒါနဲ့ချုပ်ထားတာဟုတ်တယ်မဟုတ်လားဘလောက်ထိဒီဟာကလေးနဲ့တလဲနဲ့ဆိုင်တယ်လဲဆိုတာကိုမြင်တတ်ဖို့လိုတယ်နော်ကိုယ်တိုင်ရတတ်သမျှသောသင်္ကန်းနဲ့ရောင်ရဲတယ်ရတတ်သမျှသောသင်္ကန်းနဲ့ရောင်ရဲတာကိုလည်းချီးမွမ်းတယ်နော်သင်္ကန်းမရလို့လည်းစိတ်မပူဘူးရလို့လည်းပဲအများကြီးမမွန်းနေတာမရှိဘူးအပြစ်ကိုမြင်တဲ့စိတ်နဲ့ထွတ်မြောက်ကြောင်းပညာနဲ့သုံးဆောင်တယ်နော်ဒီလိုမျိုးရတတ်သမျှသောသင်္ကန်းနဲ့ရောင်ရဲတာကိုအကြောင်းပြုပြီးတော့ကိုမြင့်တင်တာမရှိဘူးသူများကိုရှုတ်ချတာကဲ့ရဲ့တာမရှိဘူးတဲ့အဲ့ဒါနံပါတ်1အရိယဝတ္တတရားနော်နံပါတ်2နံပါတ်3နံပါတ်4ကျတော့လွယ်သွားပြီနော်စွမ်းရည်အခုသင်္ကန်းကိုအရင်ပြောတာနော်ဘာကျမ်းတွေတော့စွမ်းရည်ကြောင်းရည်ဒီမှာတော့သူကအရိယဝတ္တတရားမှာသူကဆေးကိုထဲမဟောဘူးနော်စွမ်းရည်နော်ကြောင်းရည်နော်ခုပြောတဲ့သင်္ကန်းရည်နောက်ဟာကသူကဘာဝနာတရားနဲ့ပျော်မွေ့တာဘာဝနာတရားနဲ့ပျော်မွေ့တာနော်ကိုယ့်ရဲ့စိတ်ကိုနိဝရဏတရားတွေနှိပ်စက်ခြင်းကနေကင်းဝေးအောင်ဘာဝနာတရားတစ်ခုခုကိုပွားများတဲ့အလေးအကျင့်မှာပျော်မွေ့အောင်နေတာပျော်မွေ့တဲ့စိတ်နဲ့နေတာဆိုကြပါစို့နိဝရဏတရားဆိုတာလို့ပြောလိုက်တဲ့အခါကျတော့ပါဠိစကားလုံးအသုံးနှုန်းကြီးဖြစ်နေတော့စိတ်ထဲကိုတန်းကန်တဲ့အဓိပ္ပာယ်ကရောက်ကောင်းမှရောက်မယ်ပေါ့နော်ကာမရဲ့ပုံမှာလိုချင်မမွန်မှုတွေဖြစ်ရင်ဒီစိတ်ဟာပင်ပန်းတယ်ပူလောင်တယ်ဆင်းရဲတယ်ကာမိဆန္ဒခေါ်တာပေါ့တစုံတစ်ခုနဲ့ပတ်သက်ပြီးတော့မကြည်မချမ်းဖြစ်နေတယ်နော်အလိုမကျဖြစ်နေတယ်စိတ်တိုင်းမကျဖြစ်နေတယ်ဒါပင်ပန်းတယ်ဆင်းရဲတယ်စိတ်ကိုနှိပ်စက်တဲ့အရာတွေစိတ်ကိုညှဉ်းနှွမ်းစေတဲ့အရာတွေဗျာပါဒခေါ်တခါအိတ်ချင်ငိုင်မြည်နေစိတ်စိတ်တိတ်တွေလေးကန်ထိုင်မိုင်းနေအစွမ်းတုံးနေတယ်ကိုမျက်ခွန်လေးကိုတောင်မမနိုင်တော့ဟုတ်လားနော်ဘာဖြစ်နေလို့လူကလေးကန်ထိုင်မိုင်းနေဒီအခြေအနေတရားဟာလဲစိတ်ချမ်းသာနေတာမဟုတ်ဘူးစိတ်အည်အသွေးရှိနေတာမဟုတ်ဘူးဒါဌိနမိတ်တခေါ်တခါစိတ်တွေကပြန့်လွင့်နေပြန်တယ်ဖမ်းလို့လည်းမမိဟိုရောက်ဒီရောက်ကိုဘာတွေးလို့တွေးမှလည်းမသိဥဒိစ္စအဲ့ဒီပြန့်လွင့်မှုရဲ့နောက်နားမှာကတ်နေတတ်တာကဘာတော့ဆိုတော့ကုတ်ကုတ်ဆဆိုတာပြုမိမှားတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တရပြီးတော့စိတ်ပူတာလွဲချော်သွားတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့နောင်တရပြီးတော့စိတ်ပူတာဒါစိတ်တွေပြန့်လွင့်မှများရင်အဲ့ဒါနောင်တရပြီးတော့ပူတဲ့အနေအထားမျိုးတွေတောင်တွေးမြောက်တွေးနော်စိတ်တွေကနာမငြိမ်ဖြစ်ပင်ပန်းတဲ့ဆင်းရဲတဲ့အဲ့ဒီအခြေအနေတရားဟာလေဥဒိစ္စကုတ်ကုတ်ဆနောက်တန်တရားဖြစ်နေတယ်အထူးသဖြင့်ဒီသူတော်ကောင်းကျင့်စဉ်နဲ့ပတ်သက်ပြီးတော့နော်ဒီလိုနေတာဟာတကယ်ချမ်းသာကြောင်ဟုတ်လို့လားအဓိပ္ပာယ်ရှိလို့လားတကယ်တန်ဖိုးရှိလို့လားအစရှိသဖြင့်တကယ်မြင့်မြတ်တဲ့ဒီလမ်းစဉ်ရဲ့အပေါ်မှာတန်တရားဝင်တယ်ဒါလည်းပဲပါတော့စိတ်ကိုပင်ပန်းစေတယ်ပူလောင်စေတယ်အဲ့ဒါဘာဝနာတရားတစ်မျိုးမျိုးနဲ့ပျော်တယ်ဆိုတာအဲ့ဒီနိဝရဏတရားတွေကိုဖယ်ပြီးတော့ချမ်းချမ်းသာသာနေတဲ့အနေအထားဟုတ်ပြီနော်အဲ့ဒါနဲ့ဆက်ပြီးတော့သူ့ရဲ့ရှေနာမှာတန်တုဋ္ဌိသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားတာလေးတစ်ခုရှိတယ်အဲ့ဒါကြတော့သူကဘယ်လိုလေးပြောလို့ဆိုတော့နော်သတ္တာရိမာနိဘိက္ခဝေအပ္ပနိစ္စသုလဘာနိစ္စတာနိစ္စအနဝိဇ္ဇာနိနော်ယဟန်တို့တဲ့တန်တုဋ္ဌိတရား၄ပါးအဲ့ဒါဘယ်လိုပြောတော့မြတ်စွာဘုရားအပ္ပနိစ္စနော်တာဝန်လဲနဲတယ်သုလဘာနိစ္စရလဲရလွယ်တယ်အဲ့ဒါတွေဟာအနဝိဇ္ဇာနိအပြစ်လဲခင်းတယ်အဲ့ဒါဘာပြောတုံးဆိုတော့သူကသင်္ကန်းဆိုလို့ရှိရင်ပန္နကုသင်္ကန်းအမိုက်ပုံတို့တုတ်တန်းတို့ရတတ်သမျှသောအဝိဇ္ဇုတ်အဲ့ဒါကိုတုံးမရတဲ့အပိုင်းကိုလှီးမယ်ဖြတ်တောက်ပြလိုက်မယ်ကကြီးနဲ့ကပ်ပလိုက်မယ်ပြီးတော့မှကောင်းတာလေးတွေကြီးအကုန်လုံးနော်ချုပ်ဆက်ဖာထေးပြီးတော့အဲ့ဒီဥစ္စာကိုတစ်ခေါက်ဆိုးလိုက်တယ်အဲ့ဒါကိုဘာခေါ်တော့ပန္နကုသင်္ကန်းအဲ့ဒါအလွန်မြင့်မြတ်တဲ့သင်္ကန်းပဲအဲ့ဒါလေးကိုမြတ်စွာဘုရားဘယ်လိုလေးမြင်တော့ဆိုတော့အပ္ပနိစ္စသုလဘာနိစ္စတာဝန်လဲနဲတယ်ရာလဲရလွယ်တယ်အဲ့ဒါမျိုးကိုချီးမွမ်းတာမြတ်စွာဘုရားကနောက်စကလုံးကတော့သူကပိုးပြီးတော့အနှစ်သာရရှိတယ်အနဝိဇ္ဇာနိအပြစ်မရှိဘူးဟုတ်တယ်ကျွတ်တို့တာမန်ဒီသင်္ကန်းတွေကြတော့သူကအပြစ်ဖြစ်တတ်တယ်ဘလို့နီးနဲ့အပြစ်ဖြစ်တော့ကိုယ်ရကျင်လို့မတရားတဲ့နီးနဲ့မြူဆွဲတာမျိုးပြောလိုက်တာမျိုးနော်အရေးအယောင်ပြတာမျိုးဒီသင်္ကန်းကိုရကျင်တဲ့အတွက်ကြောင့်နော်ဒီမရိုးသားတဲ့နီးတွေနဲ့ရှားဖွေမိလို့ရှင်ဒီသင်္ကန်းကိုအကြောင်းပြုပြီးတော့ဒီသင်္ကန်းဟာအပြစ်မကင်းတယ်လို့ဖြစ်သွားတယ်ပန္နကုသင်္ကန်းမှာအဲ့ဒါလိုအပြစ်မရှိဘူးဟုတ်ပြီနော်
Appa nisa, tulaba nisa, anawisa ni, it is a gallery who punya the bojan. Down ne, Jalloy, Abile, Michu. Now swans or Lucian, swan can be or same. Natumia, Laka des, when I put it, Swanagagamaya, Mianao, Nangeniara, Anna Niara, Taridia, she that day. Not swan can I swear Kajaro, Radiga, Aloma, Genshin. Down ne, Jalloy, Abicane. John solution Bale, the Benny. No, Jalloy later. Howla? No, Aloma leve, no, Abicane. The near down over the Ben also. When Lemianda move a bishi, Bama Mota Lulu Mia, Howla? The Ajabu a chiga, no, a gong lady, that for you shall wish you zombie of your Howla? See solution, no, hatching a boy in a entire Zibu Panga, Danyaswavia, Paduti, Totama, any time for it. No, Daga. The Ayajin is young yet in the yam, today. No data ligo, she can be the young yet in the muya, young lady who put you pionera. How we know? That's although a young lady will say to her, so is it, no? Yada the miano, no, Usabi seeps young yet in the now, Paduti Kora, oh, the young yet in the yam, eh? Tagaro Yahano, they go digga tabi or hot headed didanari. Todo leve, Ludi leve, Ludagamari leve, go necessaya. Pataya lady go. No, Twido singing beetle. Don't yare a nate a lady, a mihaji she late me. Go let was that a winning Arabe, sat down near Arabe, nate tiny Arabe. But do the alien at Thomasway, a luma, a sent down, me and lay me. Hola, Edidema, a jipanaga, not so a chocolino. Go a young yet in lo. Tumiago, tendida, Meshivo, go. Miedianamu, Meshivo, Dagaro, a G. Balomero, 3 tire me. Sabido Bunibioyanaga. Yaswavia lettaga, a chini lady. Say tema, Luan me the hello, so up your lady. Ravonido, neither Navagat, a body or ever. Shema Katamago, Miajigo, jump you beat or hogger. No, didn't a lady suit her, Katabat than you so that she did. Eddie Katabat than you tell her. Oh, what I thought done should be the thought done tombo see that at dia oh what I thought done so that Lila Gizichin. And that's why we are like Shema Kataba, Yahanigo, then Soma, Male Soma. That's why we are to net down to Neama, Tabido, Ameshira, Shema Kataba. Alana, yes, why we have a sheet and now some name so that would have no Mura let a jump or no. Because this Shema Kataba to Loma, no Sinjedo, no do you die though, Najim shit, Alanama, Nibia dore, Matimia Jivo. Alone genius and governor. A good imam your hand. Yahani was so ma, Nale so mame, the Nangane, a do so majame. Yahano. I look your record, Shema Kadwa. That's what we are there. A cookie is a garden of your eye. A cookie, Yahania, Pure Suara, Kade. I read the one you lead to a Pura. Damn, yes, what we are lettered the Kurema, no, Shin and Nago, when it. Yes, what we have Abshibi Galaga, Yan Pujare, Yahani, and Etane. Yes, what we are. No, I don't say yet now by that the Netali would keep you to a Quajana, Yamare. Now by my Shilla, Yahani to a Jivera. You are Suara, Kate, Malina Jinyabu. Nadi so Mario, Dambota, Gomalem Dibu, did a bomb you pure. Dajatum, so much a moose with a bomb you pure. Eddie Mamyaswavia, the Shema Kataba, oh, the Shema Katabaga doa, so the Abjogaret, and don't eat the Ari Nedua, Nera. No do dance on be on Nera, no do dance or a no kill it thou. Kachanyang Kato de a Chienlo, a David doa. Hola, then answer in don't they? And did a bomb you, one the good thing I will make. Not Toma, name it, Tibima, name it. Hola, I do the engine as Sadum you down, she like Guago Jibo. And I did that name, I'm Yaswavia, no Shema Katabago, Jotanali. No, the Tahi Pana Katama, Bovi Tira, Beku, Areniga, Siwa Ahito. Bovi, so that's a lonely tone, Bovi should have Naguroma, Shiroma. I'm Yaswavia,
လက်ထက်တော်အစပိုင်းကိုရည်ညွှန်းတာပါအဲ့ဒီတုန်းကယဟန်တွေဟာတဲ့အရင်ကြီးကာစေဝအဟေတုံတောမှာပဲနေကြတယ်အရင်ကြီးကင်းတူတင်စောက်တည်ကြတယ်ဆိုတဲ့သဘောနော်အာရင်ကြီးကတ္တသသဝနဝါရီနောတောမှာနေခြင်းကိုလည်းပဲချီးမွမ်းတယ်နော်နောက်တစ်ခါပိဏပါတိကာစေဝအဟေတုံကိုယ်တိုင်လည်းဆွမ်းခံစားတယ်ဆွမ်းခံစားတဲ့ပုဂ္ဂိုလ်ကိုလည်းချီးမွမ်းတယ်နော်ဒီလိုလေးသူကနောက်တစ်ခါပန္တုကုလိကာစေဝအဟေတုံကိုယ်တိုင်လည်းပန္တုကုသင်္ကန်းကိုဆောင်တယ်ပန္တုကုသင်္ကန်းဆောင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းချီးမွမ်းတယ်နောက်တစ်ခါတေစီဝရိကာစေဝအဟေတုံကိုယ်တိုင်လည်းသင်္ကန်း၃တယ်ပဲနော်သုံးဆောင်တယ်၃တယ်ကပူတာတွေကိုပယ်တယ်ဒါတိစီဝရိဒူရင်ခေါ်တာပေါ့နော်အဲ့ဒါလိုတိစီဝရိဒူရင်ဆောင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းချီးမွမ်းတယ်နောက်ပြီးတော့လာပြီမနေ့ကဟာလေးအပိစ္ဆာစေဝအဟေတုံအပိစ္ဆတာယသဝနဝါရီနော်ကိုယ်တိုင်လည်းအလိုနဲတယ်အလိုနဲခြင်းကိုလည်းချီးမွမ်းတယ်ဒီသဘောလေးနော်တန်တုဋ္ဌာစေဝအဟေတုံတန်တုဋ္ဌိယာသဝနဝါရီနော်ကိုယ်တိုင်လည်းပဲရောင်ရဲတင်းတိမ်တယ်ရောင်ရဲတင်းတိမ်တဲ့အလိရှိတဲ့ပုဂ္ဂိုလ်ကိုလည်းချီးမွမ်းတယ်တနည်းအားဖြင့်ရောင်ရဲတင်းတိမ်ခြင်းကိုလည်းချီးမွမ်းတယ်ပါဝိဝိတ္တာစေဝအဟေတုံပါဝိဝိဝေကတ္တသဝနဝါရီနော်ကိုယ်တိုင်လည်းပဲဝိဝေကတရားမှာပျော်မွေ့တယ်ဝိဝေကတရားမှာပျော်မွေ့ခြင်းကိုလည်းချီးမွမ်းတယ်ဝိဝေကဆိုတာ၃မျိုးရှိတယ်ကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကကာယဝိဝေကဆိုတာတယောက်တည်းနေတာနော်အပေါင်းဖော်ဆိုတာကများစွာစိတ်နှလုံးကိုရှုပ်ထွေးစေတယ်ပူပန်စေတယ်ပူလောင်စေတယ်ဆင်းရဲစေတယ်တဲ့ပြောရရင်ဒါကြောင့်မလို့တယောက်တည်းပဲနေတယ်နော်စိတ်ထဲမှာလည်းပဲကိလေသာအပေါင်းဖော်မရှိအောင်ကြိုးစားတယ်ဖြူရှင်တဲ့စိတ်နဲ့တစိတ်ထဲပဲနေတယ်ဒါကိုစိတ်တဝိဝေကခေါ်တယ်ဥပရိဝိဝေကဆိုတာကျတော့အဆင့်အမြင့်ဆုံးဖြစ်သွားပြီသင်္ခါရတို့ရဲ့ကင်းစိတ်အားနိဗ္ဗာန်တရားမှာအာယုံပြုပြီးတော့နေနိုင်တဲ့အနေအထားကိုပြောတာအဲ့ဒါကိုယ်တိုင်လည်းဝိဝေကတရားနဲ့နေတယ်ဝိဝေကတရားကိုလည်းချီးမွမ်းတယ်ဒီနောက်တစ်ခုပါပြောတော့အတ္တန်တတ္ထာစေဝအဟေတုံအတ္တန်တက္ကတ္တသဝနဝါရိနော်ကိုယ်တိုင်လည်းပဲမရောနော်ထပ်ပြောတယ်နော်ဒါဝိဝေကတရားထဲမှာအထိုက်လျောက်အကျုံးဝင်ပြီးသားဒါပေမဲ့ဒီမှာအတ္တန်တက္ကဆိုတာဘာမှရှုပ်ရှုပ်ထွေးထွေးလူတွေနဲ့ပေါင်းတင်ဆက်ဆံတယ်ဆိုတာမရှိဘူးရောနှောမှုမရှိဘူးတရားရခြင်းနဲ့ဆိုရင်ဒါလေးတွေကနောက်နေ့လာလိမ့်မယ်နော်နောက်နေ့မှာအဲ့ဒီဥစ္စာပါမယ်ဟုတ်လားအခုဒီထဲမှာဒီသုတ်တန်ထဲမှာပါလို့ဘုန်းကြီးကထည့်ပြောတာကိုယ်တိုင်လည်းပဲပေါင်းတင်ဆက်ဆံမှုမရှိဘူးပေါင်းတင်ဆက်ဆံမှုမရှိတဲ့ရောနှောမှုမရှိတဲ့အနေအထားတရက်ကိုလည်းချီးမွမ်းတယ်အရထဝရိယစေဝဟိတံဝရိယရမ္ပတဝနဝရိနောကိုယ်တိုင်လည်းပဲထက်တန်တဲ့လုံလဝရိယရှိတယ်ထက်တန်တဲ့လုံလဝရိယရှိခြင်းကိုလည်းချီးမွမ်းတယ်ဒီနေရာမှာထက်တန်တဲ့လုံလဝရိယဆိုတာကမကောင်းတာမဖြစ်ဖို့အတွက်ကြိုးစားတာကောင်းတာဖြစ်ဖို့အတွက်ကြိုးစားတာမကောင်းတာမဖြစ်ဖို့ဆိုရင်အကယ်၍မြတ်သူတန်တန်မှာမကောင်းတာဖြစ်နေတာကိုမြတ်တွေ့မယ်ဆိုရင်ခေါင်းကဆပင်ကိုလောင်တဲ့မီးကိုငြိမ်းတဲ့ဝရိယမျိုးနဲ့ဝတ်ထားတဲ့အင်ကြီးကိုဝတ်ထားတဲ့ပစိုးကိုလောင်တဲ့မီးကိုညှိမ့်သက်တဲ့အထုံးမှုမျိုးနဲ့မကောင်းတာကိုဖယ်ရှားဖို့ကြိုးစားတာအတ္ထဝရိယဆိုတာအဲ့ဒီထိဘုန်းကြီးတို့နားလည်ရမယ်နော်အဲ့ဒီလိုမျိုးရှေးကယဟန်တွေဟာပုပ်ပေဆိုတဲ့စကားလုံးလေးဟုတ်လားနေကြတာတဲ့အဲ့ဒီလိုမျိုးနေကြတဲ့အခါကျတော့ယဟန်ချင်းချင်းတွေ့ကြပြီဆိုရင်အဲ့လိုနေတဲ့ပုဂ္ဂိုလ်ကိုဒီအရှင်ကဒီလိုနေတာအရှင်ဘုရားကြွပါအရှင်ဘုရားအလွန်ကောင်းတာပဲဘဝချင်းယဟန်တွေကသူ့ကိုလေးစားကြတယ်မျက်နှိုးကြတယ်နေရာပေးကြတယ်ဖိတ်မှန်ကြတယ်ဟာအလွန်တော်တဲ့ပုဂ္ဂိုလ်အဲ့လိုမျိုးလေးစားကြမျက်နှိုးကြတန်ဖိုးထားကြတော့ဘေးကမြင်ရတဲ့ရှင်ငယ်ယဟန်ငယ်လေးတွေကသူတို့မြင်ရတယ်ဘယ်လိုမြင်ရတော့ဒီလိုကောင်းကောင်းမွန်မွန်ချိုးချိုးချမ်းချမ်းဖြူဖြူစင်စင်ကျင့်သုံးနေထိုင်တာကိုပတ်ဝန်းကျင်တစ်ခုလုံးကလည်းတန်ဖိုးထားတယ်လေးစားတယ်မျက်နှိုးတယ်ချီးမွမ်းကြတယ်အဲ့တော့သူတို့စိတ်ထဲမှာလည်းပဲတို့လည်းပဲအဲ့ဒါလိုနေမယ်ဆိုပြီးတော့သူတို့နဲ့တူအောင်နေမယ်ဆိုတော့အတုလိုက်အဲ့ဒီလိုအတုလိုက်တဲ့အတွက်ကြောင့်ရှည်မြင့်စွာသောကာလပတ်လုံးအဲ့ဒီအတုလိုက်ကြတဲ့ပုဂ္ဂိုလ်တွေကချမ်းသာကြလိမ့်မယ်ဒီသဘောလေးပြောတာနော်ဒါအလွန်ကောင်းတယ်ဟုတ်လားအခုကြတော့အဲ့လိုမဟုတ်တော့ဘူးတဲ့အခုကြတော့ဆိုတာအခုခေတ်ကိုပြောတာမဟုတ်ဘူးဘုရားပြောနေတဲ့အဲ့ဒီနောက်ပိုင်းကာလကိုပြောနေတာအခုခေတ်ဆိုတာတော့ပို့သာရုပ်လျော့ကုန်တော့တာပေါ့နော်အဲ့ဒါမြတ်စွာဘုရားက
အခုအဲ့လိုမနေကြတော့ဘူးတဲ့ဘယ်နှမျိုးလုံးစောတော့ပြောထားတာဘုန်းကြီးထင်ပါတယ်6မျိုးလို့ထင်ပါတယ်နော်တောမှာနေတယ်နော်စွန့်ခံစားတယ်ပန်းသူသင်္ကန်းကိုစောင့်တယ်တိစီဝိရိသင်္ကန်းစောင့်တယ်အဲ့ဒါရဲ့နောက်မှာဘာတော့အလိုနေတယ်ရောင်ရဲတယ်နောက်ဝိဝေကတရားမှာပြောတယ်နောက်တန်တက်ကတရားမှာမပြောမွေ့ဘူးအတန်တက်ကပြောတော်မှုမရှိဘူးပြီးတော့ဘာတော့ကြိုးစားတယ်အခုအဲ့ဒါတွေမရှိဘူးအဲ့ဒါတွေမလုပ်ကြဘူးတဲ့အလိုတွေကြီးလာကြတယ်မယောင်ရဲကြဘူးမတင်းတင်းကြဘူးဟုတ်လားရောတော်မှုမှာပြောမွေ့လာတယ်တယောက်တည်းနေရမယ်ဆိုရင်စိတ်ကိုဝင်စားဘူးစိတ်ကူးတောင်မထည့်ဘူးကဲဘယ်လိုလုပ်မလို့ဟုတ်တယ်မဟုတ်လားအဲ့လိုမျိုးမနေနိုင်ကြတော့ဘူးတော့မှနေတာလည်းမရှိသလောက်ရှားသွားတယ်တစ်ပင်ရင်မှနေတာမရှိသလောက်ရှားသွားတယ်ဟုတ်လားအဲ့လိုဖြစ်သွားတော့အခုဘာတွေဖြစ်တုံးဆိုတော့ပစ္စည်းတွေလက်လာပါတွေများအောင်ကြိုးစားလာတယ်တဲ့ရောင်ရဲမှုနဲ့ဆန့်ကျင်ဘက်ပေါ့နော်ထင်ရှားအောင်ကြော်ကြားအောင်ကြိုးစားလာတယ်ရဖို့ဆိုပြီးတော့လှုပ်လာကြတယ်ဒါမြတ်စွာဘုရားလက်ထက်နောက်ပိုင်းနော်မြတ်စွာဘုရားလက်ထက်နောက်ပိုင်းမှာအဲ့လိုရအောင်ကြိုးစားလာတယ်ထင်ရှားလာတယ်ကြော်ကြားလာတယ်ဆိုရင်ပတ်ဝန်းကျင်ကလည်းအဲ့ဒီပစ္စည်းလက်လာပါပေါ်တယ်လူထင်ရှားကြော်ကြားတဲ့လူဟာအရှင်ဘုရားတော့ကောင်းတာပဲနော်ခုခေတ်စကားလုံးနဲ့ပြောမှဆိုဘယ်လိုပြောမလို့အောင်မြင်တယ်အရှင်ဘုရားအောင်မြင်တယ်ချီးမွမ်းကြတယ်အားကြကြတယ်မျက်နှိုးကြတယ်နေရာပေးကြတယ်အဲ့ဒါလိုအနေထားကြီးကိုရင်တွေကတွေ့မယ်ရဟန်းငယ်လေးတွေကတွေ့မယ်ဆိုတော့သူတို့ကဘယ်လိုအားကြမှာတော့အဲ့ဒီအနေထားကြီးကိုပဲအားကြမှာပဲဩလက်လာပါတွေများမှလူသိများမှထင်ရှားမှကြော်ကြားမှအဆင်ပြေမှတို့လည်းပဲလက်လာပါများအောင်ထင်ရှားအောင်ကြော်ကြားအောင်လုပ်မယ်သူတို့ရဲ့ပန်းတိုင်ကရှေ့ကလူတွေကချမှတ်ပေးလိုက်တယ်လို့မျိုးကြီးဖြစ်သွားတယ်အဲ့ဒါလိုအတုတွေယူကြတယ်အတူဖြစ်အောင်ပြုကြတယ်အဲ့ဒါလိုလုပ်တဲ့အတွက်ကြောင့်အဲ့ဒီရှင်ငယ်ရဟန်းငယ်လေးတွေဟာရှည်မြင့်စွာသောကာလပတ်လုံးဆင်းရဲကြလိမ့်မယ်အကျိုးမဲ့ကြလိမ့်မယ်အဲ့ဒါတတိယဩဝါဒသုတ်တံဆိုပြီးတော့နိဒာနဝကတယုတ်ပါဠိတော်ထဲမှာနော်ကတ္တပတယုတ်ထဲမှာမှတ်တမ်းတင်ထားတယ်နော်ဒီတရားဓမ္မတွေထဲမှာလည်းပဲတချို့ဒီနိကေစာမွေးတွေဖြေကြတာရှိတယ်နော်ဘုန်းကြီးတွေခဏရောက်လာကြတာတွေရှိတယ်ဒီအထူးသဖြင့်တန်ရုပ်ကိုသူတို့ဖြေကြတာရှိတယ်အဲ့တော့ပြောနေတာလေးကဘာတော့ဆိုတော့လက်တွေ့အဲ့ဒီဒေသနာလေးတွေကိုလေ့လာလို့ရတယ်နော်ဘုန်းကြီးပြောတာကပြောစရာကောင်းတာလေးကြံကောင်းကြံသွားနိုင်လို့ပြီးတော့ကိုယ့်အကိုခေတ်အခြေအနေနဲ့ဒီလိုဖြစ်နေတာလို့ကြံဖန်ပြီးတော့ပြောနေတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်နောက်ပိုင်းမှာတည်းကိုကဒီအခြေအနေလေးတွေဖြစ်နေတယ်ဆိုတာကိုသူကဘာတော့မှတ်တမ်းမှတ်ရအနေနဲ့ဒီမှာရှိနေတယ်အဲ့တော့သတိထားစရာကဘာတော့ဆိုတော့ဒီရောင်ရဲတင့်တိမ်မှုလမ်းစဉ်ကိုမလိုက်ဘူးနော်ကြီးပွားဖို့တိုးတက်ဖို့လောကီကြီးပွားဖို့တိုးတက်ဖို့ပေါ့နော်အဲ့ဒီလမ်းစဉ်ကိုလိုက်မယ်ဆိုရင်ရှည်မြင့်စွာသောကာလပတ်လုံးဆင်းရဲရလိမ့်မယ်အဲ့ဒီတစ်ချက်ကဘုန်းကြီးတို့နားလည်ရမယ့်ကိစ္စအများကြီးနားလည်ရမယ်နော်ရောင်ရဲခြင်းတင်းတင်ခြင်းလမ်းစဉ်ကိုအားကြပြီးတော့အတုယူမယ်ဆိုရင်တော့ရှည်မြင့်စွာသောကာလပတ်လုံးချမ်းသာကြလိမ့်မယ်ဒါကဘုရားကဆင်းရဲစေဆိုလို့ဆင်းရဲသွားတာမဟုတ်ဘူးချမ်းသာစေဆိုလို့ချမ်းသာသွားတာမဟုတ်သူ့ရဲ့ဒီအကျင့်ရဲ့တနည်းအားဖြင့်ဒီသဘာဝတရားကိုကသူကဒီတိုင်းအကျိုးဆက်ကရှိနေတာရောင်ရဲခြင်းရဲ့အကျိုးဆက်ကချမ်းသာခြင်းပဲမရောင်ရဲနိုင်ခြင်းရဲ့အကျိုးဆက်ကဆင်းရဲခြင်းပဲဒါပဲကိုကြိုက်တာကိုရွေးုံရှိတာပဲဘလို့စိတ်ဓာတ်ဟာဘလို့အကျိုးဆက်ရှိလိမ့်မယ်ဆိုတာကိုယ့်အကိုမှန်မှန်ကန်ကန်မြင်အောင်လုပ်ဖို့ပဲမရောင်ရဲရင်တော့အဲ့ဒါဆင်းရဲမှာပဲခုဘုန်းကြီးကဘာနဲ့ဆက်ဆက်ပြီးတော့ပြောနေတာတော့တရားရခြင်းလေဆိုရင်တော့ရောင်ရဲမှဖြစ်လိမ့်မယ်မရောင်ရဲလို့ကတော့တရားနဲ့မရောင်ရဲတဲ့စိတ်နဲ့မတန်ဘူးဆိုတဲ့သဘောမျိုးနော်တန်တုဋ္ဌတ္တယံဓမ္မောနာယံဓမ္မောအတန်တုဋ္ဌတ္တယံဓမ္မောဟောဒီသူတော်ကောင်းတရားဆိုတာတန်တုဋ္ဌတ္တရောင်ရဲတင်းနေတဲ့ပုဂ္ဂိုလ်သားလျင်ထိုက်တန်တာရနိုင်တာအတန်တုဋ္ဌတ္တရောင်ရဲတင်းမှုမရှိကြတဲ့ပုဂ္ဂိုလ်တွေဒီတရားနဲ့မထိုက်တန်ဘူးဒါကြောင့်တရားရခြင်းတယ်ဆိုရင်ဘုန်းကြီးတို့ပြည့်စုံရမယ်အရေးအသွေး9မျိုးဆိုပြီးတော့အရှင်အနုရုဒ္ဓစဉ်းစားတာကိုမြတ်စွာဘုရားတစ်မျိုးထက်ထဲ့လို့အခြေခံပြည့်စုံမယ်အရေးအသွေး10မျိုးအဲ့ဒါဒီကနေ့တန်တုဋ္ဌိတရားရဲ့အကြောင်းကိုပြောပါတယ်တရားနည်းနည်းရှည်သွားလဲရှည်ပါစေတော့နော်အဲ့တော့နောက်နေ့တွေမှာ
အည်သွေးလေးတွေဆက်ပြီးတော့ဘုန်းကြီးတို့အသေးစိတ်နာယူကြတာပေါ့နော်ဒါကြောင့်ရောင်ရဲတင်းတိမ်မှုကိုယ်တန်တန်မှာခိုင်မာအောင်တည်ဆောက်ပြီးတော့တရားနဲ့ထိုက်တန်တယ်ဆိုတာကိုဘုန်းကြီးတို့ပြသနိုင်ဖို့လိုမယ်ပေါ့နော်ဒါကြောင့်တရားနဲ့ထိုက်တန်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း